မြန်မာနိုင်ငံသားဦးလေးကြီးတယောက်ကသူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့ထိန်အမျိုးသမီးတယောက်ကိုပြုတ်ကျစ်ပြီးတော့တပ်ဖြတ်သွားတဲ့တည်င်းလေးရှင်ဒီတည်င်းကတော့17ရက်နေ့17လပိုင်း2000နဲ့နေ့စနေ9မှာဖြစ်သွားတာအခုသူတို့အခုကပေါ့နော်အဲ့ဒီလူကိုအခုလက်ရှာနေတာရှင်နော်ဖြစ်စဉ်ကတော့ဒီဦးလေးက17ရက်နေ့17လပိုင်း2000နဲ့နေ့စနေ9မှာဒီအမျိုးသမီးကိုလှုပ်သွားတာဒီထိန်အမျိုးသမီးရဲ့အသက်က50ကျော်ပြီရှင်ဒီမြန်မာနိုင်ငံသားဦးလေးကြီးရဲ့အသက်ကလည်း50ရှိပြီအဲ့ဒီမှာသူကအဲ့လိုမျိုးလှုပ်ပြီးတော့တတ်သွားတယ်ပြီးတော့သူ့ကို73ရက်နေ့17လပိုင်းထုံးတဲ့နေ့စနေကမှာဖမ်းမိသွားတယ်ဖမ်းမိသွားပြီးတော့ရဲလေကသူ့ကိုဖမ်းသွားတယ်ရှင်ဒီသေဆုံးသွားတဲ့ထိတ်အမျိုးသမီးရဲ့သမီးကဒီဦးလေးရဲ့ DAA ကိုယူပြီးတော့ဆေးရုံမှာသွားပြီးတော့စစ်ဆေးတယ်အဲ့ဒီ DAA အဖြေကမထွက်လာသေးဘူးအဲ့ဒီချိန်မှာရက်လေကတော်တော်လေးကြာသွားတော့ဒီပလက်ရုံကလည်းဒီဦးလေးကိုဖမ်းသွားတာဒီဘယ်လိုပြောမလဲရှင်တက်တဲ့အထောက်ထားဘာမှလည်းဆရာစတားလေးမလာဘူးဆိုတော့ဒီဦးလေးကိုဒီပလက်လေးကတော်မွန်ရန်ကိုပို့လိုက်တာရှင်တော်မောင်းတွေကလည်းဒီဘယ်လိုပြောမလဲဆိုတော့မြန်မာနိုင်ငံကိုပြန်ပို့တဲ့စည်ရင်းမှာထည့်လိုက်တာဒီဦးလေးကဆရာစတားလေးလိုမျိုးပတ်စပို့စာအုပ်လေးပါတယ်အပြည့်စုံမရှိဘူးရှင်သူကအဲ့ဒါနဲ့ဒီတော်မွန်ရန်ကလည်းဒီမြန်မာနိုင်ငံပြန်ပို့တဲ့စီးရင်ထဲမှာဒီဦးလေးကိုထည့်လိုက်တယ်အခုကအဲ့ဒီဦးလေးကိုမြန်မာနိုင်ငံကိုပဲရောက်သွားပြီလားမရောက်သေးဘူးလားဆိုတာပေါ့နော်အခုရှာဖွေနေတယ်ရှင်နော်ဘာဖြစ်လို့သူ့ကိုရှာလဲဆိုတော့ DAA စစ်ထားတဲ့အဖြေကထွက်လာပြီဒီစုံသွားတဲ့အတော်ကြီးရဲ့သမီးဖြစ်တဲ့သူကအဲ့ဒီစစ်ထားတဲ့ဆာရောစနန်းလေးဒီပလက်ကိုလာပြတယ်ပေါ့ရှင်နော်ပလိတ်တွေကသူ့ကိုပြောတယ်ဟဲ့ဒီသူ့ကိုတော်မွန်ရဲကိုပိုးလိုက်ပြီပေါ့နော်အမျိုးသမီးကပြောတယ်ဟာဘာဖြစ်လို့ပိုးလိုက်တာလဲပေါ့နော်သူပြောတယ်အခုသူ့မှာအဖြေကတက်တဲ့အခိုင်မှာရပြီရှင်နော်သူ DNA သွားပြီးစစ်တာအဖြေထွက်လာတော့ဒီဦးလေးရဲ့ DNA နဲ့ဒီမှာစစ်လိုက်တော့လုံးဝကိုမှ100ရာခိုင်နှုန်းဖြစ်နေတယ်ရှင်သူ့အမေကိုလှုပ်သွားတာဒီဦးလေးသေချတယ်ပေါ့ရှင်နော်အဲ့ဒီလိုမျိုးတက်တဲ့အထောက်ထားရလာတဲ့ချိန်မှာဒီဦးလေးကဒီပလက်ရုံမှာမရှိတော့ဘူးရှင်အဲ့ဒီအချိန်မှာပလက်ရုံကလည်းဒီတော်မွန်ရုံကိုပို့လိုက်တာတော်မွန်လေးကလည်းဒီဦးလေးကိုမြတ်ပြီးပို့တဲ့စင်းထဲမှာထည့်လိုက်ပြီရှင်နော်အခုကပို့လိုက်ပြီလားမဘီကိုရောက်သွားပြီလားမရောက်သေးဘူးလားပေါ့နော်အခုဒီလူကိုအသက်အတန်ရှာဖွေနေတယ်လို့ပြောတယ်